နောက်တနေ့မနက်တွင်ဆရာ တိမ်မောင်စုံစမ်းလို့ရည်လား ဟုတ်ကဲ့ရပါပြီဘိုင်းဒုခမောက်ခတ်ဆန်ဆိုတဲ့လူနဲ့တောင်ကြီးမှာနေပါတယ်သူတို့နှစ်ယောက်ကဆရာနဲ့မတွေ့ခင်ကချစ်ချက်ခဲ့ဘူးပါတယ် ဘာအခုတောင်ကြီးကိုတက်မယ် ဒီမဲ့ရှင်မသွားရဘူးဦးဝန စီပန်မင်းဘာဖြစ်ရပြန်လာလဲ ရှင်မသွားရဘူးရှင်သွားရင်ကျမထွက်သွားမှာ မင်းဘာသာသွားချင်နေရတော့ငါပိုင်းအောင်ပြန်ခေါ်လာမှာပဲ ဟုတ်ပြီလေကျမအတွက်နင့်နာကြီး ဘာကြံပတ်ဆက်တဲ့မိန်းမကွာအဲ့ဒီကကျွန်တော်ဗီဒီယိုတွေကအသေးတော့300ထုတ်ပေးလိုက် အိုးကျမအဲ့ဒါနဲ့မကျေနပ်နိုင်ပါဘူး မင်းဘာလို့ချင်တာလဲ ပြုံးသူရဆိုင်တော်နဲ့မြေခွက်ဆိုရပါပြီ ဆိုင်တော်နှင့်မြေကွယ်စေ3500ပတ်ဝန်းကျင် အေးယူသွားလိုက်တိမ်မောင်သွားရအောင် ဟုတ်ကဲ့ဆရာကောက်ပေါ်တက်ပါ